တဲ့အသင်းမှာကစားခွင့်ရဖို့ဆိုတာမိမိအိမ်မက်ဖြစ်ကြောင်း Crystal Palace နောက်ခံကူကပြောကြားခဲ့တယ်။ Crystal Palace တာဝန်ခံစစ်ကစားသမား Daniel Munoz က Manchester United အသင်းမှာကစားခွင့်ရဖို့ဆိုတာကျွန်တော်ရဲ့အိမ်မက်ဖြစ်တယ်လို့အံ့ဩတုံ့ပြန်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ Munoz က Palace အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီးတော့ FA Cup ဂိုးလူပွဲမှာ Man City ဘက်ကိုအနိုင်ဂိုးသွင်းနိုင်ဖို့ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ6ဂိုးသွင်းပြီးတော့8ဂိုးအထိဖန်တီးပေးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။29နှစ်ရှိပြီဖြစ်တဲ့ Munoz ကပြီးခဲ့တဲ့နွေရာသီကလည်းဘာစီလိုနာChampion League Champion PSG အသင်းတွေစီကလည်းစိတ်ဝင်စားမှုကိုရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ Munoz အနေနဲ့2024ခုနှစ်ဇန်နဝါရီလမှာ Belgian Club KRC ဂျန့်အသင်းနဲ့ဂျန့်အသင်းကနေပြီးတော့ Palace အသင်းကိုပြောင်းရွှေ့လာတဲ့သူလည်းဖြစ်ပါတယ်။ Premier League ကိုမရောက်ခင်သူကစားခဲ့တဲ့ကလပ်တွေမှာစုစုပေါင်း35ဂိုးထိသွင်းယူနိုင်ခဲ့တဲ့နောက်ခံလူတစ်ဦးလည်းဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီမှာလည်း iPad 789 လုံး Mate Sport 8 zone တို့ကိုလည်းလာရောက်စော်ကစားနိုင်ပါတယ်ခင်ဗျာ။ Viber နံပါတ်ကတော့3993532845ပဲဖြစ်ပါတယ်ခင်ဗျာ။